အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီတစ်ပတ်က17ရက်5လ2026ကနေ15ရက်5လ2026ထိပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲက6ခွန်8ကိုအခွေပေါ့နော်ဒီ6ခွန်8ကိုအခွေပေါ့ဒါလေးကျွန်တော်ပေးထားခဲ့တယ်ပေါ့အဲ့တော့ဒီတစ်ပတ်မှာလည်းပဲဒီ6ခွန်8ကိုအခွေကိုပဲကျွန်တော်ထပ်ပြီးရွေးချယ်ထားတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ဘက်ကမူကတော့တနင်္လာအင်္ဂါဗုဒ္ဓဟူးနေ့ကိုမှဒီကနန်းလေးလုံးစီနီယံရေးပြီးရင်သူ့ရဲ့ပါဝါအလှမ်းအခွေပေါ့နော်အဲ့တော့1-2-3-4ရဲ့ပါဝါအလှမ်းအခွေ6ခွန်8ကိုဆိုတာကိုပြခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာလည်းဒီလေးလုံးကိုကျွန်တော်ထပ်ရွေးထားတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့ပွဲကတော့ဒီ1-2-3-4ကနန်းလေးလုံးစီနီယံရေးပြီးတိုင်း6ခွန်8ကိုအခွေဆိုတာလည်းသူကလိုက်ရမယ်ပေါ့နော်ဗုဒ္ဓဟူးနေကုန်စီနီယံလေးလုံးကြောင့်လည်း6ခွန်8ကိုအခွေလိုက်ရမယ်ပေါ့ဒီနှစ်ခုရဲ့စုံချက်ဖြစ်တဲ့98 6ခွန်8ကိုအခွေနဲ့98ဆိုတာကျသွားတယ်ပေါ့အဲ့တော့ဒီ1-2-3-4လို့ရေးပြီးသွားတိုင်းနဲ့6ခွန်8ကိုအခွေကသူကအော်တိုလိုက်တယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးစစ်ထားတဲ့ဟာလေးပေါ့ဒါလေးကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်အဲ့တော့2012ကပေါ့နော်အဲ့တော့ဒီ1-2-3-4လို့ရေးပြီးရင်သူကဒီ9ရက်ထဲမှာသူ့ရဲ့ပါဝါအလှန်ကြီးဖြစ်တဲ့6ခွန်8ကိုဆိုတဲ့အခွေကိုသူဒီ9ရက်ထဲမှာပေါ့နော်6ခွန်8ကိုအခွေနဲ့89ဆိုတဲ့ကဏ္ဍ96ဆိုတဲ့ကဏ္ဍဒါ2012မှာစပြီးဖြစ်တာပေါ့နော်အဲ့တော့နောက်တစ်ခု2013အနေနဲ့1-2-3-4လို့ဒီကဏ္ဍလေးလုံး1-2-3-4စီနီယံလို့ရေးပြီးတာနဲ့ဒီပိုင်းနဲ့9ရက်ထဲမှာ6ခွန်8ကိုအခွေနဲ့သူ10ပူးဆိုတာကြာထားတယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာလည်းပဲ6ခွန်8ကိုအခွေအနေနဲ့ကျွန်တော်အပူးပါထည့်ပြီးတော့ထိုးစေခြင်းတယ်ပေါ့နော်ဒီတစ်ခေါက်မှမြန်အပူးအနေနဲ့မြန်လာမလားလို့လဲတန်တရားရှိတယ်ပေါ့အဲ့တော့ဒါ2014ပေါ့နော်1-2-3-4စီနီယံလေးလုံးရေးပြီးတိုင်းသူ့ပါဝါအလှန်လေးဖြစ်တဲ့6ခွန်8ကိုအခွေနဲ့10ပူး60ခွန်ဆိုပြီးတော့ဒါဖြစ်ထားတယ်ပေါ့အဲ့တော့ဒါ2015ပေါ့1-2-3-4စီနီယံကြောင့်6ခွန်8ကိုအခွေနဲ့6ဘူး10ဘူးပေါ့နော်အဲ့ဒါကြာထားတာရှိတယ်နောက်2018မှာသူဒီလေးလုံး1-2-3-4စီနီယံကြောင့်6ခွန်8ကိုအခွေနဲ့9ရက်ထဲမှာ69ဆိုတဲ့ကဏ္ဍဖြုတ်ထားတယ်ပေါ့နော်အဲ20211-2-3-4စီနီယံလို့ရေးပြီးရင်ဒီ9ရက်ထဲမှာ6ခွန်8ကိုခွေနဲ့10ပူး98ဆိုပြီးဖြုတ်ထားတယ်ပေါ့နော်အဲ20241-2-3-4စီနီယံလို့ရေးပြီးရင်6ခွန်8ကိုအခွေနဲ့9ရက်ထဲမှာ90ခွန်86ဖြုတ်ထားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကလည်းပဲဒီ1-2-3-4စီနီယံကြောင့်ပဲ6ခွန်8ကိုအခွေရိုက်ထားတာရှိတယ်အဲ့တော့ဒီကြာသပတေးမှာထပ်ပြီး1-2-3-4အခွေဖြစ်ထားတယ်ပေါ့နော်အဲ့ဒီမှာတောက်ကြတရက်ဖယ်ပြီးရင်နောက်ထပ်4ရက်ပေါ့နော်ကြာသပတေးအထိကျွန်တော်တို့ဒီ6ခွန်8ကိုအခွေလိုက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ပြီးခဲ့တဲ့ပွဲစုံပြီးပေးထားတာရှိတယ်1-2-3-4အခွေလို့ပြီးသွားရင်စုံပြီးပြီးထားတယ်ပေါ့ဒါပေမဲ့သူကသူ့အောက်မှာစုံပြီးတစ်ချက်ကြာထားတာဆိုတော့ဒါပေမဲ့ဒီရက်ထဲမှာလည်းစုံပြီးရဲ့ကျင်းဒီလာမှာပေါ့နော်အဲ့စုံပြီးရလည်း2684ဆိုတဲ့အခွေပေါ့နော်ဒီတစ်ခုလာမယ်ပေါ့အဲ့တော့ကျွန်တော်ဒီတစ်ပတ်အနေနဲ့ကဒါလေးရွေးချယ်ထားတယ်ပေါ့6ခွန်8ကိုဒါလေး main cut အနေနဲ့ကစားလို့ရတယ်6ခွန်8ကိုအခွေကိုနောက်တစ်ခုက14နှစ်လုံးဝပြတ်ပြင်မရှိတဲ့ပတ်တီးအနေနဲ့3ရှိတယ်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့အကက်ကဒီအကက်ပေါ့နော်အဲ့တော့ပတ်တီးပဲတီးတန်းကစားခြင်းတော့3စိတ်ချလက်ချကစားလို့ရတယ်ဒီအခွေတစ်ခုလည်း main ထားပြီးကစားခြင်းနဲ့ဆိုရင်တော့6ခွန်8ကိုပေါ့နော်အဲ့တော့ဒီ6ခွန်8ကိုအခွေကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အယူအဆရတကယ်လို့များတနင်္လာနေ့မှာလာမယ်ဆိုရင်ခွန်ပေါ့အဲ့ဒီခွန်နဲ့တဘောက86လူကနန်း88လူကနန်း89လူကနန်းမြန်လာမလားပေါ့နော်ဘာလို့လဲဆိုကျွန်တော်တနင်္လာနေ့မှာလုံးမိုက်အနေနဲ့ခွန်တစ်လုံးကိုရွေးထားတယ်ပေါ့နော်ဒီခွန်ကျင်းတွေပေါ့လာမယ်ပေါ့အဲ့လိုရှိတယ်ပေါ့နော်အဲ့တော့အပ
ပူးအနေနဲ့ဆိုရင်လည်း6ပူး9ပူး10ပူး9ပူးဆိုပြီးတော့ဒါဒီပေါ်မှာအပူးပါထည့်ပေးထားတယ်ပေါ့နော်နောက်တစ်ခုကလက်ကြံပေါ့တနင်္လာနေ့တနေ့လုံးစာအတွက်လက်ကြံ၄ခွက်တော့ရှိတယ်ပေါ့နော်ဒါလေးထိုးချင်လည်းပဲဒါလက်ကြံမှု4953ညအခွေကြောင့်9338အခွေနဲ့ break 38အတန်ထွက်ရမယ်ဆိုတဲ့မူကဒီ၄ခွက်ရှိတယ်ပေါ့နော်အဲ့ဒီဟာလေးလည်းကစားခြင်းတနင်္လာတရက်တည်းပဲကစားလို့ရတယ်ပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းပဲကျွန်တော်အဓိကထားပြီးကစားစီကျင်တာကတော့ဒီ6ခွ8ကိုဆိုတဲ့အခွေဘူးပေါ့နော်အဲ့ဒီဟာလေးယုံကြည်ကြည်နဲ့လိုက်ကစားလို့ရတယ်နောက်တစ်ခုကကျတော့ပတ်တီးလိုက်တဲ့လူရှိရင်လည်းပဲခွန်ပေါ့ခွန်လုံးဝမပြောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အယူဆမမှားဘူးဆိုရင်ခွန်တစ်လုံးကအင်္ဂါမကြောခင်ခွန်လာလိမ့်မယ်ကျွန်တော်အကြိုက်ဆုံးကတနင်္လာနေ့မှာခွန်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကြိုက်တာလုပ်ပေါ့ဟုတ်ပါပြီအားလုံးပဲကြည့်တဲ့တယောက်ချင်းစီတိုင်းအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာ